ရန်နိုင်ငံနဲ့နှစ်ပတ်ကြာအပြစ်ခတ်ရဲစဲဖို့သမ္မတထရမ့်ကသဘောတူညီချက်ရရှိခဲ့ပြီလို့ကြေညာလိုက်တဲ့အတွက်ကမ္ဘာဈေးကွက်မှာရေနံဈေးနှုန်းတွေတိတိတသာကိုထိုးဆင်းသွားပြီးတော့ stock share နဲ့ငွေတိုက်စာချုပ်ဈေးကွက်ကတော့ဝမ်းသာအားရနဲ့ပြန်လည်ဦးမော့လာခဲ့ပါတယ်။ရင်းနှီးမြှုပ်နှံသူတွေကဟော်မုတ်စီလဲကြားကနေတစ်ဆင့်ရေနံနဲ့သဘာဝဓာတ်ငွေတွေပြန်လည်တင်ပို့နိုင်တော့မယ်ဆိုတဲ့မျှော်လင့်ချက်ကြောင့်အခုလိုဈေးကွက်မှာတုံ့ပြန်မှုတွေပြင်းထန်ခဲ့တာပါ။သမ္မတထရမ့်ကအင်္ဂါနေ့နောက်ပိုင်းမှာအီရန်ပေါ်တိုက်ခိုက်မှုတွေကိုနှစ်ပတ်ကြာဆိုင်ငံမှုသဘောတူလိုက်ပြီလို့ပြောကြားခဲ့တယ်လို့ရေရှည်ငြိမ်းချမ်းရေးသဘောတူညီချက်အတွက်လည်းဆောင်ရွက်နေပြီလို့ဆိုပါတယ်။အီရန်ဘက်ကလည်းသူတို့ပေါ်တိုက်ခိုက်မှုတွေရပ်တန့်မယ်ဆိုရင်တုံ့ပြန်တိုက်ခိုက်မှုတွေရပ်နားမှာဖြစ်ပြီးတော့ဟိုမုတ်စီလက်ကြားကိုလည်းအီရန်တပ်ဖွဲ့တွေနဲ့ညှိနှိုင်းကနှစ်ပတ်ကြာဘေးကင်းစွာဖျက်ဆီးခွင့်ပြုမယ်လို့ပြောကြားခဲ့ပါတယ်။ဖေဖော်ဝါရီလကုန်ပိုင်းကတည်းကအမေရိကန်နဲ့အစ္စရေးတို့အီရန်ကိုတိုက်ခိုက်ခဲ့တာကြောင့်အီရန်ကကမ္ဘာရေနံ9ဘုံတဘုံဖျက်ဆီးရာဟိုမုတ်စီလက်ကြားကိုပိတ်ဆို့ခဲ့ပြီးကမ္ဘာဈေးကွက်ကိုတုံ့လှုပ်စေခဲ့တာပါ။အခုအပြည့်ရလိုက်ပြီးဆိုတဲ့သတင်းကြောင့်အမေရိကန်ရေနံစိမ်းစင်းတို့ဟာ16.5%လောက်အထိကိုထိုးဆင်းသွားပြီးတော့တစီကို$94အထိကိုကျဆင်းသွားပါတယ်။အဲဒီလိုပဲ S&P 500 Stock အညွှန်းကိန်းဟာ2%ကျော်မြင့်တက်လာပြီးတော့စစ်ပွဲကာလအတွင်းအားကိုးခဲ့ရတဲ့အမေရိကန်ဒေါ်လာတန်ဖိုးကတော့ပြန်လည်ကျဆင်းသွားခဲ့ပါတယ်။ Harris Financial Group ရဲ့စီမံခန့်ခွဲသူ Jimmy Cox ကဈေးကွက်ကထရန့်အနေနဲ့အီရန်ကိစ္စမှာထွက်ပေါက်တစ်ခုရှာနေတယ်လို့တွက်ဆထားကြကထရန့်ကထွက်ပေါက်ရသွားပြီလို့သုံးသပ်ပါတယ်။ကျွမ်းရည်စင်းတို့ကြီးမြင့်မှုကြောင့်ထိခိုက်နေတဲ့အာရှစတော့ဈေးကွက်တွေလည်းဒီသတင်းကြောင့်ပြန်လည်ဦးမော့လာဖို့ရှိနေပါတယ်။ဒီကြေညာချက်ဟာထရန့်သမ္မတကဒီညမှာယဉ်ကျေးမှုနဲ့လူအဖွဲ့အစည်းတရက်လုံးတည်ဆုံသွားလိမ့်မယ်လို့ပြင်းပြထန်ထန်ချိန်ချောက်ခဲ့ပြီးတဲ့နောက်မှာထွက်ပေါ်လာတာဖြစ်ပါတယ်။အမေရိကန်၊အစ္စရေးနဲ့အီရန်စစ်ပွဲကြောင့်ပြီးခဲ့တဲ့မတ်လအတွင်းရေနံစိမ်းဟာသမ္မတတစ်လျှောက်အမြင့်ဆုံးအဖြစ်90%အထိကိုတက်ခဲ့ဖူးပါတယ်။သမ္မတထရမ့်ကတော့အီရန်စီကနေအချက်10ချက်ပါတဲ့ဆိုပြုချက်ကိုရရှိထားပြီးဒါဟာဆွေးနွေးဖို့အတွက်လက်တွေ့ကျတဲ့အခြေခံအချက်တွေဖြစ်တယ်လို့ဆိုပါတယ်။ IG ရဲ့လေးလာဆန်းစစ်သူတိုနီဆာဂမောကတော့ဒါဟာကောင်းမွန်တဲ့စာပြုမှုတစ်ခုဖြစ်ပြီးတော့ရေလမ်းကြောင်းတွေရေရှည်ပြန်ဖွင့်နိုင်ဖို့လမ်းစာဖြစ်လာနိုင်ပေမဲ့ညီနိုင်ရမယ့်အချက်တွေကတော့အများကြီးကျန်ပါသေးတယ်လို့မှတ်ချက်ပေးထားပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့အီရန်ကပိတ်ဆို့ထားတဲ့ဟိုမုတ်စီလက်ကြားကိုပြန်ဖွင့်နိုင်ဖို့ရှိရွယ်ပြီးတင်သွင်းခဲ့တဲ့ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်မူကြမ်းကိုရုရှားနဲ့တရုတ်နိုင်ငံတို့ကအင်္ဂါနေ့မှာဗီဒီယိုအာဏာသုံးပြီးတော့ပယ်ချလိုက်ပါတယ်။ဒီမူကြမ်းဟာရုရှားနဲ့တရုတ်တို့ကန့်ကွက်မှုမလုပ်ဘဲကြားနေပေးဖို့မျှော်လင့်ချက်နဲ့အကြိမ်ကြိမ်ရှော့တင်းလုပ်ပြီးတော့ပျော့ပြောင်းဆုံးပြင်ဆင်ထားတဲ့မူကြမ်းလည်းဖြစ်ပါတယ်။ဒီမဲခွဲမှုမှာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကဒီညမှာယဉ်ကျေးမှုလူအဖွဲ့အစည်းတရက်လုံးတည်ဆုံသွားလိမ့်မယ်ဆိုပြီးအီရန်ကိုမကြုံစဘူးပြင်းပြထန်ထန်ချိန်ချောက်ခဲ့ပြီးနိုင်ပိုင်းကြာမှာပေါ်ပေါက်လာတာပါ။ထရမ့်ကအီရန်အနေနဲ့ဒီဗျူဟာမြောက်ရေလမ်းကြောင်းကိုပြန်ဖွင့်ပေးဖို့နဲ့အရှေ့ဘက်စံတော်ချိန်ည8နာရီနောက်ဆုံးထားပြီးသဘောတူညီချက်လုပ်ဖို့ရာဇသံပေးထားတာဖြစ်ပါတယ်။ကမ္ဘာရေနံတင်ပို့မှုရဲ့9ပုံတပုံဟာဒီရေလက်ကြားကိုဖျက်ဆီးလာရတာဖြစ်ပြီးစစ်ပွဲအတွင်းအီရန်ရဲ့ပိတ်ဆို့မှုကြောင့်ကမ္ဘာစွမ်းရည်ဈေးနှုန်းတွေအဆမတန်မြင့်တက်နေပါတယ်။ဒီဆုံးဖြတ်ချက်ကိုအတိမပြုနိုင်တာကကမ္ဘာပြည်သူတွေစီကိုမှားယွင်းတဲ့အချမ်းပြမှုပေးလိုက်တာပဲလို့ဘာရိန်းနိုင်ငံသားရေးဝန်ကြီးကမဲခွဲပြီးတဲ့နောက်မှာပြောကြားခဲ့ပါတယ်။ဒါအပြင်နိုင်ငံတကာရေလမ်းကြောင်းတွေကိုချိန်ချောက်နေတာကိုကမ္ဘာငြိမ်းချမ်းရေးအတွက်တာဝန်ရှိတဲ့ဖွဲ့စည်းကဘာမှထိရောက်တဲ့အရေးယူမှုမလုပ်နိုင်ဘူးဆိုတဲ့အဓိပ္ပာယ်တက်ရောက်သွားတယ်လို့သူကဆိုပါတယ်။တကယ်တော့ဘာရိန်းနိုင်ငံကတင်သွင်းခဲ့တဲ့ဒီဆုံးဖြတ်ချက်ဟာအတီးဖြစ်ခဲ့ရင်တောင်မှ6ပတ်ကြာနေပြီဖြစ်တဲ့စစ်ပွဲပေါ်ဘလောက်တက်ရောက်မှုရှိမလဲဆိုတာတန်တရားရှိစရာပါပဲ။ဘာလို့လဲဆိုတော့ရုရှားနဲ့တရုတ်တို့ကဗီဒီယိုအာဏာမသုံးအောင်လို့မူလကပါဝင်တဲ့လိုအပ်တဲ့နီလန်အလုံးသုံးဆွဲခွင့်စစ်ရေးရရေးယူခွင့်ဆိုတဲ့စကားလုံးတွေကိုဖြုတ်ပြခဲ့ရလို့ဖြစ်ပါတယ်။အမေရိကန်ကုလသမဂ္ဂသံအမတ်ကြီး Mike Waltz ကကမ္ဘာစီးပွားရေးကိုတနက်နဲ့ထောက်ပြီးတော့ချိန်ချောက်နေတာကိုဘယ်သူမှသိမခံသိပေမဲ့ဒီနေ့မှာရုရှားနဲ့တရုတ်တို့ကဒါကိုသိခံပေးလိုက်ကြပြီလို့ပြင်းပြထန်ထန်ဝေဖန်ခဲ့ပါတယ်။သူတို့ဟာမိမိပြည်သူတွေကိုအင်တာနက်ဖြတ်တောက်ပြီးတော့အကြမ်းဖက်နေတဲ့အီရန်အစိုးရဘက်ကယက်တီပေးလိုက်တာဖြစ်တယ်လို့လည်းသူကဆိုပါတယ်။မူလကဒီဆုံးဖြတ်ချက်မူကြမ်းမှာတိုက်စစ်ဆင်တိုက်ခိုက်မှုတွေလုပ်ပိုင်ခွင့်ပေးဖို့ပါဝင်ခဲ့ပေမဲ့ရုရှားတရုတ်နဲ့ပြင်သစ်တို့ရဲ့ကန့်ကွက်မှုကြောင့်ခုခံကာကွယ်တဲ့နီလန်တွေလို့သာပြင်ဆင်ခဲ့ရပါတယ်။နောက်ဆုံးဗီဒီယိုအာဏာသုံးခံလိုက်ရတဲ့မူကြမ်းမှာတော့ဟိုမုတ်စီလက်ကြားအတွင်းကုန်သွယ်ရေးသင်္ဘောတွေကိုလုံခြုံရေးလိုက်ပါစောင့်ရှောက်ပေးဖို့နဲ့ရေလမ်းကြောင်းပိတ်ဆို့မှုတွေကိုဟန်တားဖို့အတွက်သာအားပေးတိုက်တွန်းထားတာဖြစ်ပါတယ်။အီရန်ဘက်ကတော့ဖေဖော်ဝါရီလ28ရက်နေ့မှာစတင်ခဲ့တဲ့အမေရိကန်နဲ့အစ္စရေးရဲ့တိုက်ခိုက်မှုတွေကိုတုံ့ပြန်တဲ့အနေနဲ့ပင်လယ်ကွေ့ဒေသအတွင်းကအိန္ဒိယနိုင်ငံတွေအပါအဝင်နိုင်ငံပေါင်း10နိုင်ငံကျော်ကဟိုတယ်တွေလေဆိပ်တွေလူနေအိမ်တွေကိုဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ရုရှားတပ်အမတ်ဗာစီလီနေဘေစီယာနဲ့တရုတ်တပ်အမတ်ဖူကုန်းတို့ကတော့ဒီစစ်ပွဲစတင်ခဲ့တာဟာအမေရိကန်နဲ့အစ္စရေးတို့ရဲ့လက်ချက်ဖြစ်တယ်လို့အပြစ်တင်ခဲ့ကြပါတယ်။လက်ရှိမှာအရေးကြီးဆုံးကစစ်ရေးလှုပ်ရှားမှုတွေကိုချက်ချင်းရပ်တန့်မှုဖြစ်တယ်လို့သူတို့ကလုံခြုံရေးကောင်စီကိုပြောကြားခဲ့ပါတယ်။ပြီးခဲ့တဲ့မတ်လ17ရက်နေ့တုန်းကတော့အီရန်ရဲ့တိုက်ခိုက်မှုတွေကိုရှုံချတဲ့ဆုံးဖြတ်ချက်ကိုရုရှားနဲ့တရုတ်တို့ကကြားနေပေးခဲ့တာကြောင့်73မဲ3မဲနဲ့အတည်ပြုနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်ချိန်မှာတော့ရေလမ်းကြောင်းပြန်ဖွင့်ရေးအတွက်အဓိကကြားတဲ့ဆုံးဖြတ်ချက်ကိုတော့သူတို့နှစ်နိုင်ငံလုံးကဗီဒီယိုအာဏာသုံးပြီးတော့ကန့်ကွက်ပယ်ချလိုက်တာဖြစ်ပါတယ်။ဒါပေမဲ့ကုလမှာမဲခွဲဆုံးဖြတ်ပြီးသိမကြသေးခင်မှာပဲအမေရိကန်နဲ့အီရန်ဟာနှစ်ပတ်ကြာအပြည့်ရဖို့ကိုသဘောတူညီမှုရရှိသွားပြီဖြစ်ပါတယ်ရှင်။